မြန်မာယူရဘီရင်ပညာရက်ထဲမှာအကြအမြင်ပညာရက်လို့တင်စားလို့ရတယ်အင်္ဂါဝိဇ္ဇာဘီရင်ပညာရက်ထဲမှာတအားစိတ်ဝင်စားစရာကောင်းတဲ့ကျိုးလေးတွေရှိတယ်။အမြင့်ညွန့်ကျိုးလို့ခိုင်နှဝင်းကျိုးလို့ဆိုတာရဲ့တအားစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့ဒီအခိုက်ကိုမြင်လိုက်ပြီဆိုတာနဲ့နဝင်းကအလုတ်လုတ်လာတာရဲ့အမြင့်ကိုမြင်လိုက်ပြီဆိုတာနဲ့အညွန့်ကအလုတ်လုတ်တယ်ဆိုတာတွေရဲ့နော်အမြင့်လို့မြင်လိုက်ပြီဆိုတာနဲ့ပြင်စပုတ်ကအလုတ်လုတ်လာတယ်ဆိုတဲ့အပိုင်းတွေကိုဒါကျွန်တော်ဆရာသခင်နဲ့တည်တည်ကြစနစ်တကျနဲ့သင်ယူတဲ့အချိန်မှာတော်လေးကိုနဲ့ဆိုင်ခံစားလို့ရတဲ့ပညာရက်တွေအကြောင်းတရားတွေကိုတွေ့ရမြင်ရနေရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့ခိုင်နှဝင်းလို့ပြောရမလားဒါမှမဟုတ်လို့ရှိရင်လည်းပဲဒါကျွန်တော်တို့အမြင့်ညွန့်ကျိုးလို့ပြောရမလားဆိုတဲ့အပိုင်းလေးကိုကျွန်တော်ဒီနေ့ညှောက်ပြီးချင်တာဖြစ်ပါတယ်။ကျွန်တော်စီကိုသောရီလို့ခေါ်တဲ့စနေအခါမှာအမျိုးသမီးတယောက်ကပြည်နေလာပြီးတော့ပြီးတယ်။သူ့ရဲ့နာမည်ကိုကြည့်တဲ့အခါမှာတောက်ကြာနဲ့စထားတဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်။သောရီလို့ခေါ်တဲ့စနေတိုင်းမှာတောက်ကြာဆိုတဲ့နော်ဒါနာမည်ဒီကဏ္ဍဒီကျွန်တော်တို့အခိုက်တော့မဟုတ်အမြင့်ဌာနကိုရောက်ရှိနေတာဖြစ်ပါတယ်။သူမေးတဲ့မေးခွန်းလေးကရိုးရှင်းတယ်။ဆရာကြီးကျွန်မလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စလေးဟောပေးပါ။ဆရာကြီးကျွန်မရဲ့အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စလေးဟောပေးပါဆိုပြီးတော့မေးတဲ့မေးခွန်းလေးပဲဖြစ်ပါတယ်။စဉ်းစားကြည့်ပေါ့။သောရီလို့ခေါ်တဲ့စနေအခါမှာအခိုက်ဌာနမှာတောက်ကြာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နဝင်းကဒါကျွန်တော်တို့နော်နဝင်းကဗိုလ်တခုရှိနေတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်။ဒီတောက်ကြာနဲ့နဝင်းကဗိုလ်တခုနဲ့ဟာဝန်တီလို့ခေါ်တဲ့ဓာတ်မိတ်တွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမျိုးသမီးလူမှုရေးနဲ့ပတ်သက်တဲ့အခြေအနေတွေဒီမျိုးသမီးလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စဟာဝန်တီဓာတ်ဖြစ်တဲ့အတွက်ကြောင့်မလို့အတူတူလို့ပြောတဲ့အခါမှာမိသားစုတွေကလားဒါမှမဟုတ်လို့ရှိရင်လုတ်ဖို့ကံပဲလားဆိုတဲ့အပိုင်းကိုကျွန်တော်ကနော်အနိကဆုံးယူလို့ရတယ်ဆိုတော့ကိုသွားပြီးတွေ့ရတယ်ကျွန်တော်ကတော့အဲ့မှာပြောလိုက်တယ်သူကထိုင်းနိုင်ငံကိုရောက်နေတဲ့အမျိုးသမီးရောက်ဖြစ်တဲ့အတွက်ကြောင့်မလို့လုတ်ဖို့ကံပဲတွေနဲ့အဆင်မပြေတဲ့ကိစ္စတို့မြင်လိုက်တယ်ဒါကြောင့်တစ်ခါတည်းပြောလိုက်တယ်ခင်ဗျားလုတ်ဖို့ကံပဲတွေနဲ့အဆင်မပြေတွေဖြစ်နေတာဖြစ်ပါတယ်အဲ့ဒီလုတ်ဖို့ကံပဲတွေနဲ့အဆင်မပြေတဲ့အထက်မှာခင်ဗျားအဆင်မပြေတဲ့ပုဂ္ဂိုလ်ရဲ့နာမည်မှာတနုံနေနာပါလိမ့်မယ်လို့ကျွန်တော်ဟောတယ်ဘာကြောင့်တနုံနေနာပါလိမ့်မယ်လို့ဟောလာလဲဆိုတဲ့အခါကျတော့အမြင့်ကနေပြီးတော့ကျွန်တော်တို့အပေါ်အညွန့်ကိုကြည့်တဲ့အခါမှာတနုံနေကျိုးရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်အလုတ်ထဲမှာဖြစ်တယ်ဆိုတာကိုဝန်တီတဲ့အရာသိရပြီဆိုလို့ရှိရင်အဲ့ဒီအလုတ်တနုံနေကျိုးကိုအဲ့ဒီအလုတ်တနုံနေကျိုးဟာအညွန့်ဌာနမှာရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအညွန့်ဌာနဒီအောက်ကအမြင့်ဌာနနဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတောက်ကြသမီးပြဿနာဖြစ်နေတဲ့လူမှုရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်နေခြင်းမှာနာမည်မှာတနုံနေနဲ့ပါတဲ့ပုဂ္ဂိုလ်နဲ့ဖြစ်နေတာလို့ကျွန်တော်တို့ယူဆလို့ရတယ်အဲ့လိုမျိုးယူဆတဲ့အတိုင်းကျွန်တော်တို့ဟောလိုက်တယ်တကယ်လဲအဲ့တန်လေးဖြစ်နေတာကိုသွားပြီးတော့တွေ့ရတယ်အခြေရင်းနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဖြင့်ရိုးရိုးရှင်းရှင်းလေးကျွန်တော်တွေ့လို့ရတယ်မြတ်စွာဘုရားရဲ့ကိုရောင်မြတ်ကြီးရဲ့နန္တော်စဉ်အခါနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဓမ္မစကြာအခါတော်ဖြစ်တဲ့အတွက်ကြောင့်မလို့အခြေဟောင်းမိဟောင်းဆွေဟောင်းတွေနဲ့ပဲဆိုင်တဲ့အခြေရေးပြဿနာပဲရှိမှဖြစ်ပါတယ်ကိစ္စဝကိငါးဦးကမြတ်စွာဘုရားရဲ့ကိုရောင်မြတ်ကြီးဘုရားမဖြစ်ခင်ကာလကြီးတွေမှာတော့ကယုတ်ကရစရိယာလို့ခေါ်တဲ့အလွန်အင်မတန်ကိုခဲရင်းနဲ့တော့ကျင့်နိုင်ခဲလွန်းတဲ့အကျင့်ကိုကျင့်နေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့ကိုရောင်မြတ်ကြီးဒီအကျင့်ကတော့ငါအတွက်အဆင်ပြေတာမဟုတ်တော့ဘူးဒီအကျင့်ကိုငါဆက်ပြီးကျင့်နေမယ်ဆိုရင်သေယုံလည်းရှိမယ်တရားဓုတရားမြတ်တော့ရမှာမဟုတ်ဘူးဆိုတဲ့အတွေ့အမြင်ပြန်ပြီးစပြီးတော့ပြောင်းလဲပြီးတော့အစတော်တွေကိုပြန်လဲဖုံးပေးလာတဲ့အခါမှာပိဿဝကိငါးဦးကမြင်ပြီးတော့ဟာလာအကျင့်သီလစရဏတွေပြပြသွားပြီဆိုပြီးတော့အထင်မြင်လွဲမှားပြီးတော့မြတ်စွာဘုရားရဲ့ကိုရောင်မြတ်ကြီးကိုထားခဲ့ပြီးတော့သူတို့ကဥရဝေလာတော်တွေကိုပြန်သွားခဲ့တာဖြစ်တယ်ဒီအနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတောက်ကြသမီးကြီးအခြေရင်းနဲ့ပတ်သက်လာပြီဆိုရင်ချစ်သူအသင့်နဲ့ပြဿနာဖြစ်เสียအကြောင်းမရှိဘူးအချစ်ဟောင်းနဲ့ပဲပြဿနာဖြစ်နေမယ်အဲ့ဒီအချစ်ဟောင်းနဲ့ပြဿနာလေးတွေကိုပဲကိုကတိတိကျကျလေးကာကနာနာနဲ့သူ့ကိုနော်ဒါနားလေအောင်သဘောပေါက်အောင်ရှင်းပြပေးမယ်ဆိုရင်သူခံစားကြုံတွေ့နေရတဲ့လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာအခက်အခဲတွေဟာအားလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့မြန်မာပြည်တွင်ပညာရက်ထဲမှာအကြအမြင်ပညာရက်လိုမျိုးတင်စားလို့ရတယ်ရှေ့ကဆရာကြီးတွေကလည်းပဲတကယ်အဲ့ဒီတိုင်းလဲတင်စားခဲ့ကြတယ်အင်္ဂါဝိဇ္ဇာပြည်တွင်ပညာရက်ရဲ့စိတ်ဝင်စားကြကောင်းတဲ့ခိုင်နှဝင်းကျိုးသုံးမဟုတ်အမြင့်ကြီးကျိုးလေးနဲ့ပတ်သက်တဲ့ပညာကန်းလေးကိုဆွေးနွေးသွားတာဖြစ်ပါတယ်